နေပြီလေအမေနဲ့ရွာလေးချေခုဆိုဘလို့များနေလို့ဘယ်ပုံရှိမလဲဘဝရဲ့အတွက်သားမောင်တယောက်လေးတစ်မျိုးစီကွာတနေစီချလို့ဘဝခရီးတွေကျူးစားနေအမေနဲ့ရွာလေးကိုလေသားမောင်မခွဲရပေမဲ့မျက်ရည်တစ်စက်သားဖြစ်ပါမေဝေးတမြေကနေသားကြရော့နေမြဲတနေ့မှအမေရှိတဲ့ရွာလေးကိုသားမောင်မနေပြန်ငင်မဲ့အမေအဖေမရှိတဲ့ဒီသားဘဝမှာအမေသာအသေးဖေးတောင်အမေယူထားလို့ကျန်တဲ့နေဘဝလမ်းချေဈေးတောင်ကိုကောင်းမောရွယ်လို့ကျွေးမွေးပြုယူရရှာပဲအမေကိုမချစ်ရဘူးမေသားရင်မှမချစ်ပါဘူးမေအမေကိုလည်းမခွဲနိုင်ဝေးတမြေကနေကျူးစားနေအမေကိုလှုပ်ကြွေးပြုလို့မွေးကျေးဇူးဆက်ပရစေအမေကြီးမန်းရက်တည်းပြည့်တဲ့တနေ့မှာအမေရှိတဲ့ရွာလေးကိုသားမောင်မနေပြေးပြန်ခဲ့မလေအိုးအမေမွေးရညီကခွဲခွာပြီးလာခဲ့ရတာကြာခဲ့ရပြီမေအမေနဲ့ရွာလေးကိုသားတနေ့မှမမေ့ပါဘူးမေခုဆိုရင်ရွာရဲ့အခြေအနေဘယ်လိုများရှိလို့အမေဘယ်လိုများနေပါလဲအဖေမရှိတော့တဲ့ဒီသားရဲ့ဘဝမှာအမေသာအဖေပါအဖေတောင်းဝန်နေအမေယူထားလို့ကျန်းတဲ့နဲ့ဘဝရဲ့လမ်းမှာဈေးတောင်ကိုခေါင်းမော်ရွက်ပြီးကျွေးမွေးပြုစုယူရခဲ့တဲ့အမေကိုမကြည့်ရတော့လို့ဝင်းတမြေကနေလှုပ်ကျွေးပြုလို့မွေးကျေးဇူးဆက်ရတာပါမေအမေနဲ့ဝေးနေရတဲ့သားရဲ့ရင်ထဲမှာလွမ်းနေရတဲ့ဝေဒနာလေးတွေအတွက်ဖြေစရာစင်းမရှိပါဘူးအမေရဲ့ဒါကြောင့်မို့ဒီမန်းရက်တွေပြည့်တဲ့တနေ့မှာအမေရှိတဲ့ရွာလေးကိုသားမောင်အပြေးကလေးပြန်လာခဲ့ပါမယ်အမေရဲ့မွေးရဲ့မြေကခွဲခွာခဲ့တာကြာနေပြီလေအမေနဲ့ရွာလေးချေခုဆိုဘလို့များနေလို့ဘယ်ပုံရှိမလဲဘဝရဲ့အတွက်သားမောင်တယောက်လေးတစ်မျိုးစီကွာတနေစီချလို့ဘဝခရီးတွေကျူးစားနေအမေနဲ့ရွာလေးကိုလေသားမောင်မခွဲရပေမဲ့မျက်ရည်တစ်စက်သားဖြစ်ပါမေဝေးတမြေကနေသားကြရော့နေမြဲရှိတဲ့ရွာလေးကိုသားမောင်မနေပြန်ငင်မဲ့အမေအဖေမရှိတဲ့ဒီသားဘဝမှာအမေသာအဖေဖေတောင်အမေယူထားလို့ကျန်တဲ့နေဘဝလမ်းချေဈေးတောင်ကိုခေါင်းမော်ရွယ်လို့ကျွေးမွေးပြုစုယူရရှာပဲအမေကိုမချစ်ရဘူးမေသားရင်မှမချစ်ပါဘူးမေအမေကိုလည်းမခွဲနိုင်ပေမဲ့ဝေးတမြေကနေကျူးစားနေအမေကိုလှုပ်ကြွေးပြုလို့မွေးကျေးဇူးဆက်ပရစေအမေကြီးမန်းရက်တည်းပြည့်တဲ့တနေ့မှာအမေရှိတဲ့ရွာလေးကိုသားမောင်မနေ